အားလုံးပဲမင်္ဂလာပါရှင် TVN Media Channel ကနေကြိုဆိုလိုက်ပါတယ်အခုတခါမှာတော့အမေရိကန်ရဲ့ online ကြားဖြတ်လိမ်လည်မှုနဲ့ online လောင်းကစားမှုတိုက်ဖျက်ရေးမှာနည်းနည်းလေးဝတ်တဲ့ရွေးချက်တစ်ခုရှိနေလို့ဂျပန်စစ်တပ်ပြောခွင့်ရစောမင်းတွန်းပြောမြန်မာနိုင်ငံမှာကြားဖြတ်နေကြီးထွားလာမှုထိုင်းနိုင်ငံကြောင့်ဖြစ်တယ်အမေရိကန်ပြည်ထောင်စုရဲ့ online ကြားဖြတ်လိမ်လည်မှုနဲ့ online လောင်းကစားမှုတိုက်ဖျက်ရေးမှာ Hidden Agenda နည်းနည်းလေးဝတ်တဲ့ရွေးချက်တစ်ခုရှိနေကြောင်းဂျပန်စစ်တပ်ရဲ့ပြောခွင့်ရစောမင်းတွန်းကပြောဆိုတယ်ယနေ့စစ်တပ်ရဲ့ဝါဒဖြန့်သတင်းစာတွေမှာတစင်ထိုးထိုးထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Straight for Burma ဖွဲ့စည်းပြီးမြန်မာနိုင်ငံရှိကြားဖြတ်စင်တာနှစ်ခုကိုစစ်စင်ပြုလုပ်ခဲ့လို့သိရကြောင်းရင်းအပြင်မြန်မာနိုင်ငံရှိ KK ဘက်ကဲ့သို့လိမ်လည်မှုနေရာတွေကိုတိုက်ဖြန့်အတွက် Riot Thai Police War Room Trust ဖို့နဲ့တူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်ကို FBI agent တွေဆေးလို့မျိုးသိရကြောင်းအကြံဖက်စောမင်းတုံကပြောပါတယ်ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့အခုနောက်ကပြောတဲ့ online လိမ်လည်မှုonline လောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာတဲ့ hidden agent နဲ့နက်တဲ့လူ့ဘတ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်သုံးသပ်ရရှိရလို့ကျန်းဖက်စောမင်းတုံးကပြောဆိုပါတယ်။ရင်းအပြင်မြန်မာနိုင်ငံရှိကြားဖြတ်ဒေသတွေဖြစ်တဲ့ KK ဘတ်ရွှေကုတ်ကိုကြောက်ကတ်ဒေသတွေရှိအခြေခံလူနေထိုင်မှုရေးလျှက်စစ်မီဆက်သွယ်ရေးတို့မှာတစ်ဖက်နိုင်ငံမှာရရှိခြင်းဖြစ်ကြောင်းစစ်တပ်က KK ဘတ်ကိုဖြိုဖျက်စဉ်ကလည်းအများစုအစတွေထိုင်းနိုင်ငံဘက်ကိုကြောက်တယ်လို့ကန့်ကွက်ကြောင်းKK ဘတ်ကိုဖောက်ခွဲဖြိုဖျက်မှုတွေကအဆင့်မြင့်ဖောက်ခွဲမှုတွေဖြစ်ပြီးအနည်းနာရှိတစ်ပင်မလှုပ်ကြောင်းထို့ကြောင့်ထိုင်းနိုင်ငံတဲကိုအစတွေကြားစရာအကြောင်းရှိကြောင်း၎င်းကဆိုပါတယ်။ထို့အပြင်ကြားဖြန့်ဒေသရှိအလုံလောက်ကင်နေတဲ့နိုင်ငံသားတွေရဲ့69.5%ခိုင်နှုန်းမှာထိုင်းနိုင်ငံမှာတဆင့်ဝင်ရောက်လာခြင်းဖြစ်ကြောင်းအကြမ်းဖက်စော်မင်းတွန်းကဝေဖန်ပြစ်တင်ပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ရွှေကုတ်ကိုထူထောင်ခဲ့တဲ့ BGF ကစစ်တပ်ရဲ့ကရင်လုံတဲ့ဝင်ကြီးဗိုလ်မှူးကြီးမင်းကျော်သူနဲ့အတူကြားဖြန့်လုပ်နေတဲ့တရုတ်တွေပါဝင်နိုင်ငံသား346ကိုဖမ်းဆီးပြရထိုက်ကုမ္ပဏီထိပ်တန်းတာဝန်ရှိတွေနဲ့တရုတ်ကြားဖြန့်တဲ့တွေအလုံးကို BGF ကရွှေ့ပြောင်းပေးထောင်ကင်းပြည်နယ်မြောက်ရီမြို့နယ်မှာကြားဖြန့်မြို့တော်ရွှေကုတ်ကိုထူထောင်ခဲ့နေကြားဆောင် BGF ကစစ်တပ်ရဲ့ကရင်လုံနယ်ဝင်ကြီးဗိုလ်မှူးကြီးမင်းကျော်သူနဲ့အတူကြားဖြန့်လုပ်နေတဲ့တရုတ်တွေအပါအဝင်နိုင်ငံသား346ကိုယမနေ့ညနေပိုင်းကဖမ်းဆီးပြခဲ့ပါတယ်။ထိုင်းသတင်းထောက်တွေကိုပါခေါ်ယူခဲ့ပြီးစစ်တပ်နဲ့ရဲကအတူ BGF နိုင်မောင်စောဦးစီးတဲ့တပ်ဖွဲ့တွေကရွှေကုတ်ကိုတင်ကကြားဖြန့်လုပ်နေတဲ့တရုတ်တွေနဲ့နိုင်ငံသား346ကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကွန်ပျူတာတွေဖုန်းတွေကိုပါဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းရီပေါ်တာသတင်းရဲ့ဖော်ပြချက်အရသိရတယ်။ရမန်ညပိုင်းရွှေကုတ်ကုံမှာအဆောက်အအုံအများစုမှာမဲမောင်နေပြီးမိဆက်တန်တွေမကြတော့ကြောင်းထိုင်းသတင်းကဆိုပါတယ်။ထိုင်းစစ်ကမြောက်ရီမြို့ကိုလျှက်စီရင်းနဲ့အင်တာနက်ဖြတ်တောက်ထားတဲ့ကာလအတွင်းမှာပဲလင်းထိုင်နေတဲ့ရွှေကုတ်ကုံမှာအဆောက်အုံကြီးတွေမှာမိဆက်တန်တွေနဲ့မိတွေလင်းထိုင်မနေတော့ကြောင်းစစ်တပ်ရဲနဲ့ BGF ကကြားဖြတ်လိမ်လည်သူတွေကိုနှိမ်နင်းရန်စစ်စင်ရေးတကူစတင်ခဲ့ပထမဆုံးညဖြစ်ကြောင်းထိုင်းသတင်းတွေကဆက်လက်ရေးသားထားပါတယ်။တကယ်ရေးကြီးရထိုက်ကုမ္ပဏီထိပ်တန်းတာဝန်ရှိတွေနဲ့ကြားဖြတ်တရုတ်တွေကနိုဝင်ဘာလ18ရက်နေ့ညကလေးက BGF ကတဲထုတ်သွားပြီးနိုဝင်ဘာလ18ရက်နေ့မှာကရင်နယ်လုံဝင်ကြီးဗိုလ်မှူးကြီးမင်းကျော်သူရဲမှုနဲ့ပြောင်းမှုတွေခေါ်လာပြပြီးကြားဖြတ်ရုံတချို့ဝင်ဖန်ပြတဲ့ကွန်ပျူတာတွေဖုန်းတွေရာနဲ့ချီပြီးရတဲ့ကွန်ပျူတာတွေကိုတော့နေရာစီစဉ်ပြီးဖြတ်မယ်မီးရှို့ပြမယ်ရွှေကုတ်ကိုတွေကရေးကြီးတဲ့တရုတ်တချို့တွေကိုတခြားနေရာစီရွှေ့ထားပါတယ်တကယ်တော့ရွှေကုတ်ကိုဆိုတာကို BGF ကပဲထူထောင်ပြီးသူတို့ဟာသူတို့အဖမ်းပြတာပါအဖမ်းပြတာကလည်းကြားဖြတ်လို့သမားတွေပဲမိရဲ့ရေးကြီးတဲ့သူတွေမဖမ်းဘူးလို့ရွှေကုတ်ကိုချင်းတွေကိုစောင့်ကြည့်နေတဲ့ကရင်စိတ်သတင်းမြစ်ကပြောပါတယ်နိုဝင်ဘာလ18ရက်နေ့စစ်တပ်လာက BGF နိုင်မောင်စောကကြားဖြတ်နေကိုပြီးသက်နေတော့မျိုးထုတ်ဖော်ပြောဆိုခဲ့တော့လဲလက်တွေ့မှာကြားဖြတ်ထူထောင်မှာအဓိကထိပ်တန်းတာဝန်ရှိတဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိတွေနဲ့ကြားဖြတ်တရုတ်တဲတွေကို BGF ကတဲထုတ်သွားမှုမှာမေကွန်ထုတ်စရာဖြစ်တယ်လို့ကရင်စိတ်သတင်းမြစ်ကဆက်လက်ပြောဆိုပါတယ်တို့ရတဲ့ရွှေကုတ်ကုံမှာဆက်လက်လဲပန်းနေတဲ့ကြားဖြတ်ကုမ္ပဏီရဲ့ဆက်လက်ရှိနေဆဲဖြစ်ပြီးတချို့သောကုမ္ပဏီမှာရွှေကုတ်ကုံမျိုးမှာပြင်ပနေရာတစ်ခုကိုကွန်ပျူတာတွေဖုန်းတွေနဲ့ဆက်ပစ္စည်းပြောင်းရွှေ့နေကြောင်းကြားဖြတ်မြန်မာလုံသမိုင်းနဲ့ချိတ်ဆက်ရွှေကရင်သတင်းမြစ်ချို့ကပြောဆိုပါတယ်။နိုဝင်ဘာလ18ရက်နေ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကုံမြို့တင်မှာကြားဖြတ်နေကိုအပိအသက်အပြတ်နိုင်နေတော့မည်ဖြစ်ကြောင်းရွှေကုတ်ကုံမှာကြားဖြတ်1000နဲ့2000ကြားရှိကြားဖြတ်နေကိုလုံးဝမထားတော့ဘဲအပြည့်အပြတ်နိုင်နေတော့မည်ဖြစ်ကြောင်းထို့သောနိုင်နေရမှာစစ်တပ်နဲ့ပူပေါင်းမျိုးနိုင်နေမည်ဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖျားရှိလာပြီးမဟုတ်ပဲ BGF ကကြားဖြတ်နေနဲ့ဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မောင်စောကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရွှေကုတ်ကုံမှာကြားဖြတ်သိန်းချီရှိတဲ့အခုကသူကအဲ့ဒီကြားဖြတ်1000နဲ့2000ကြားရှိရဆိုတော့ဒီလောက်ပဲဖမ်းပြမဲ့သဘောပြောသွားတယ်။ရွှေကုတ်ကိုထဲမှာကြားဖြတ်မရှိဘူးဆိုရင်3သိန်းကနေ2သိန်းကြားရှိရလို့ကရင်စိတ်သတင်းမြစ်ကရှင်းပြပါတယ်။ရွှေကုတ်ကိုတီထောင်သူရှိစီချင်းကိုတော့ကြားဖြတ်ငွေလိမ်မှုတွေအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်တွေကိုကာကွယ်ပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ကောင်းဆောင်လေးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖြတ်ရေးထုတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။မြောက်ရီမြို့နယ်မှာကြားဖြတ်စင်တာတွေကို BGF စောချစ်သူ DKBA အပါအဝင်စစ်တပ်နဲ့အဆင်ပြေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကကြီးကျယ်လုပ်ကိုင်နေခြင်းပဲဖြစ်ပါတယ်ရှင်။နောက်ဆက်အားပေးကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။